ချစ်တော့ရေဒါလေးကတော့မူကြောက်အဆက်ကြော်လေးဖြစ်ပါတယ်ဒါမူကြောက်အဆက်ကြော်လေးပေါ့နော်ဒါဗမာပြည်ကပို့လိုက်တဲ့မူကြောက်လေးတွေကိုဒါတစ်ထုပ်ကို40နဲ့ဝယ်ထားတာပေါ့နော်အများကြီးပါရှင်ဒါအများကြီးပေါ့နော်စားရတာလုံးဝတန်ပါတယ်ကိုကဗမာပြည်ကဆိုတော့လေးစားရတာလည်းအရတာရှိပါတယ်ရှင်ဒါလေးတွေကိုရေစိမ်ထားတယ်ပေါ့နော်နူးအောင်ရေစိမ်ထားပါတယ်ပြီးလို့ရှိရင်တော့အမှတဲတွေပါတွေပါလာတဲ့ဟာတွေကိုတခြားရေဆေးပြီးလို့ရှိရင်တော့ကကြီးလေးတွေနဲ့ဒါတိတိလေးတွေပြညတ်မယ်ပေါ့နော်ဒါကြီးနေတယ်ဆိုတော့စားလို့မကောင်းဘူးပေါ့နော်ကကြီးလေးနဲ့တိတိလေးတွေမွတ်မွတ်လေးတွေဖြစ်အောင်ပြန်ညှက်လိုက်ပါတယ်ရှင်ဒါညှက်ပြီးသွားတဲ့အနေထားလေးပါရှင်ဒါလေးကတော့ဒဲအိုလေးစီပူလာလေးဆိုတော့စီလေးတွေထည့်ပါမယ်ပြီးရင်တော့စနင်းလေးနဲ့စီတက်မှာပေါ့နော်ကြက်တုံမြူလေးတွေထည့်စီတက်ပြီးလို့ရှိရင်တော့ဒါမွေးနေပြီဆိုလို့ရှိရင်တော့ဒီခုနညှက်ထားတဲ့ဟာမိုးချောက်ကလေးတွေကိုထည့်ကြော်လိုက်ပါမယ်အကြောလေးတွေတင်းသွားအောင်ပေါ့နော်ခုနရေစိမ်ထားတယ်ဆိုတော့ဒါပြော့နေရဆိုတော့အကြောလေးတွေတင်းသွားအောင်ကြော်လိုက်မယ်ပြီးရင်တော့ရတာစားအချိုမုံငံပြာရည်လေးထည့်လိုက်ပါပေါ့နော်ကျန်တာတော့ဘာမှထွေထူးထူးထည့်စရာမလိုပါဘူးရှင်နည်းနည်းလေးအုပ်ထားလိုက်မယ်ပေါ့နော်။အိုးလုံးဝကိုအကျော်လေးတင်းတင်းနဲ့စားချင်စရာလေးဖြစ်နေပါပြီရှင်။ဒါငြုတ်တီးလေးထောင်းထားတာလေးကိုထည့်လိုက်မှာပဲ။အဲ့ဒါငြုတ်တီးဆက်ဆက်လေးနဲ့ပေါ့နော်။စားရတာလုံးဝထမင်းမိန်နဲ့ဒီမှာထမင်းအိုးလုံးပြုတ်တဲ့မူချောင်းအဆက်ကြော်လေးပါရှင်။စားလို့အရန်ကောင်းပါတယ်ပေါ့နော်။တဘာဝဆက်ဆက်မူချောင်းအဆက်ကြော်လေးပါ